မင်္ဂလာပါเนาะကျွန်တော်အခုဒီဝင်းကိုထီကိန်းလေးကစားပြမှာပေါ့เนาะဒီကျွန်တော်အကောင့်ထဲမှာ15သိန်းကျော်ရှိပါတယ်ညမထက်နိုင်လေးမနှရလေးပဲပေါ့เนาะ formula လည်းလေးပါเนาะအခုကျွန်တော်အသေးနှစ်ခါချတာအတွက်ကျွန်တော်အကြီးကိုလောင်းမယ်ဘာလို့လဲအသေးနှစ်ခါချရတာအသေးသုံးခါချဆိုကြည့်လို့ရအောက်မှာအကြီးတစ်ခါထပ်နေတယ်ဗျာအပေါ်မှာအသေးနှစ်ခါဆိုအသေးနှစ်ခါဆိုအကြီးလောင်းမယ်တစ်စပဲလောင်းမယ်ပုံမှန်လေးသွားမယ်เนาะပုံမှန်လေးတစ်စပဲသွားမယ်เนาะတစ်စပဲလောင်းပါမတစ်စလောင်းပါเนาะဒါပဲလောင်းမယ်အသေးကြရင်အကြီးလောင်းအကြီးကြရင်အသေးလောင်းအဲ့ပုံစံမျိုးနဲ့သွားမှာပေါ့သိလားဒီမှာနော်ကျွန်တော်လောင်းလိုက်ပြီကျွန်တော်မနိုင်သွားရင်နော်1000နဲ့ပဲကျွန်တော်သွားတယ်ကျွန်တော်ပြောကျွန်တော်မှအရင်အများကြီးရှိတယ်ကျွန်တော်လိုက်နိုင်နေသားနိုင်တာမဟုတ်လို့အဲ့တော့ကျွန်တော်အကြီးကြသွားတယ်ကျွန်တော်အသေးကိုပြန်လောင်းမှာနော်1000အသေးကြအကြီးလောင်းအကြီးကြအသေးလောင်းတေချာလေးကြည့်ပြီးလုပ်ပေးကြပါเนาะပြီးတော့ gain အကောက်ဖွင့်တဲ့အချိန်ကျရင်လည်း fake code တွေပါတေချာထည့်ပေးပါအဲ့မှာ bonnet တွေပါတွေလည်းရမယ်ပြီးတော့အကောက်ကတခုပြဿနာဆိုကျွန်တော်လာပြောရှင်ကျွန်တော်ကဥညီဖြည့်ရှင်းပေးလို့ရမယ်ငွေထုတ်မရတာတွေပါတွေဆိုရင်เนาะဟိုကျွန်တော်နိုင်သွားတယ်ဒီတယ်เนาะနိုင်သွားတယ်ကျွန်တော်အသေးကြသွားတယ်ကျွန်တော်အကြီးကိုပြန်လောင်းမယ်เนาะအကြီးကိုတစ်စားပြန်သွားမယ်တစ်စားပဲပြန်လောင်းမယ်တေချာလေးဗီဒီယိုလေးအစားဆုံးကြည့်ပေးကြပါ brother တို့เนาะ brother တို့အနိုင်ရခြင်းနေဆိုရင်တော့မပြင်းကြနဲ့ဒီတော့ဗီဒီယိုလေးအစားဆုံးကြည့်ပေးပါနော်ကျွန်တော်အသေးကြတဲ့အတွက်ကျွန်တော်အကြီးကိုပြန်လောင်းမယ်ကျွန်တော်အကြီးကိုပြန်လောင်းမယ်နော်အကြီးလောင်းလိုက်ပြီနိုင်သွားပြီကျွန်တော်နော်အသေးကြရင်အကြီးလောင်းအကြီးကြရင်အသေးလောင်းအသေးနှစ်ခါကြရင်အကြီးလောင်းနော်အကြီးနှစ်ခါကြရင်အသေးလောင်းအသေးသုံးခါကြမှာအသေးကိုလိုက်လောင်းနော်အကြီးသုံးခါကြရင်အကြီးလိုက်လောင်းအပုံစံမျိုးနော်အခုကျွန်တော်တစ်ခါနဲ့ပဲသွားနေတာဆိုတော့အကြီးကြသွားတော့ကျွန်တော်အသေးပြန်လောင်းတယ်အပုံစံမျိုးပဲเนาะတစားနေပဲသွားမယ်ဒီနှစ်ဆောက် formula မသုံးနဲ့ပေါ့နှစ်ဆောက် formula ဆိုတာ100ပြီး900ထိုးတာပြီး400ထိုးတာအဲ့လိုမထုံးနဲ့ပြီး100ထောင်ပြီး3000ပြီး900မဟုတ်ရင်100ပြီး300ပြီး900เนาะအဲ့လိုမျိုးထိုးပါတော့အခုကျွန်တော်နိုင်သွားပြီเนาะနောက်တော့ထပ်နိုင်သွားတယ်ပြီးတော့အကြီးကို1000ပြန်လောင်းမယ်ဟုတ်ပြီလားကျွန်တော်ပြောရှင်းလာမသိဘူးစားလိုက်ခံနေကြရင်ဒီငွေမောက်နေတဲ့လူကနဲသလိုလိုက်ပါနော်30နဲ့သွားပါငွေမောက်များရင်100နဲ့သွားပါ1000နဲ့ပါရင်30 30 30ထက်နိုင်တဲ့လူတွေကတော့1000နဲ့သွားအဲ့လိုလူတွေက minute by တွင်7 minute တွင်9000လောက် AC မြတ်တယ်နော်တစ်ခါ7 minute ဆိုပြတရက်အနည်းဆုံး9သိန်း10သိန်းလောက်ရတယ်လူတွေကနော်အဲ့တော့ကျွန်တော်အခုအသေးကြာကျွန်တော်အကြီးလောင်းလာတယ်နော်အခုအသေးကြာပါတယ်အဲ့ကျွန်တော်ရှုံးပါတယ်ရှုံးကကျွန်တော်အကြီးကိုပြန်လောင်းပါဆိုတော့အသေးနှစ်ခါကြာလာတာအကြီးကို3ဆလောင်းမယ်3ဆနော်အကြီးကို3ဆလောင်းမယ်ဒီ gain တွေကတကယ်ငွေရတာเนาะ brother တို့ slot တွေပိုင်းနဲ့မတူဘူးเนาะ slot တွေပိုင်းဆိုတာဂျင်း gain တွေပေးတဲ့အချိန်ပေးမပေးတဲ့အချိန်မပေးဘူးဒီကတော့အခု formula သိရင် formula သိတဲ့အချိန်ကြိုက်တဲ့အချိန်လုံးဝင်ဆော့လို့ရတယ်ပြီးတော့ gain ဆော့ရည်လည်းအကြာကြီးထိုင်နေဆော့တရားเนาะကိုက10 minute ဆော့ရင်တော့5 minute ဆော့ပြီး minute 20ဆော့တနားချက်တစ်ခါဝင်ဆော့ပြီးလားเนาะဒီနိုင်သွားတယ်ပါเนาะ9880ရတယ်ဒီတော့ကျွန်တော်အကြီးကြီးကြာတဲ့အတွက်ကျွန်တော်အသေးကိုတစ်စားပြန်လောင်းမယ်เนาะအကြီးကိုကြာတဲ့အတွက်အသေးတစ်စားပြန်လောင်းမယ်အဲ့ပုံစံတိုင်းပဲဆော့ပါမှာဒီလားလားเนาะကျွန်တော်ပုံမှန်လေးပဲအဲ့ပုံစံတိုင်းလေးပဲကျွန်တော်ဆော့ဟာမှာဘာမှအခက်အခဲမရှိဘူးဗျာဒီလားเนาะနားမလည်ဘူးပြောလို့ကျွန်တော်ဒါဗီဒီယိုအရှိကြီးကျွန်တော်လုပ်ပြီးကျွန်တော်တင်ပေးတာပါเนาะကျွန်တော်ပြင်မှတ်ခံပြီးတော့ကျွန်တော်ဗီဒီယိုအရှိလုပ်ပြီးကျွန်တော်တင်ပေးတာပါဟောအကြီးကြတော့ကျွန်တော်အသေးပြန်လောက်မယ်เนาะပြီးတော့အသေးတိုင်းနိုင်သွားရတော့အသေးကြရတော့ကျွန်တော်အကြီးကိုပြန်သွားမယ်အသေးကြလို့အကြီးပြန်လောက်เนาะဒီကိုရအသေးကြအသေးလိုက်လို့အကြီးကြလိုက်လို့ဆိုတာအဲ့ဒါအဲ့တစ်ချိန်ကျရင်ရှုံးတတ်တယ်ဒီလားအသေးကြီးကြပါရှုံးတတ်တယ်အဲ့တော့ကျွန်တော် formula နဲ့ဆော့ပါ brother တို့အနိုင်ရမှာတရားရည်လုံးကျိတ်တည်တယ်တခြားလေးကြည့်နော်တခြားလေးကြည့်အဲ့ကျွန်တော်ရှုံးရတယ်နော်ရှုံးရတဲ့အတွက်ကျွန်တော်ပြန်လောင်းတာเนาะအခုဒါအသေးနှစ်ခါကြာရတယ်ကျွန်တော်အကြီးကို3ဆပြန်လောင်းမယ်เนาะ3ဆပြန်လောင်းမယ်3ဆပြန်လောင်းမယ်3ဆပြန်လောင်းမယ်เนาะအဲ့ကျွန်တော်ရှုံးရတယ်เนาะရှုံးရတဲ့အတွက်အသေး3ခါကြာရတဲ့အတွက်အသေးကိုလိုက်လောင်းမယ်เนาะအဲ့နောက်ပိုင်းအသေးပဲလောင်းကျွန်တော်8ဆလောက်မယ်เนาะ8ဆလောက်မယ်အသေး8ဆလောက်မယ်เนาะအသေးကို8ဆလောက်မယ်
သေးရှစ်စာနော်ကျွန်တော်လောင်းလာတာအသေးရှစ်စာဒါတော့လေဖြည်းဖြည်းချင်းပုံမှန်လေးစောပါသေးတာနော်နိုင်လိမ့်မယ်လားဘာမှမတက်နဲ့ပေါ့နော်အဲ့တော့ကျွန်တော်ရှုံးသွားတယ်နော်ကျွန်တော်ရှုံးသွားတဲ့အတွက်ကျွန်တော်အကြီးကြောက်သွားတဲ့အတွက်ကျွန်တော်အသေးပြန်သွားမှာအကြီးတစ်ခါပဲကြာရတာလေအကြီးတစ်ခါပဲကြာရတော့ကျွန်တော်အသေးပြန်သွားမယ်နော်အသေးကိုကျွန်တော်24ခါလောက်မှ8324ကျွန်တော်3ခါနဲ့သွားတယ်ဘရာသာတော့နဲ့ short ထိုးတယ်ထိုးပေးရတယ်ဒါပေမဲ့နှစ်ဆောက် formula မဖြစ်စင်နေပြသိရမလားနှစ်ဆောက် formula ဆိုတာဒီ100ပြီး900ပြီး400ပြီး800ပြီး1000အော်တိုမိုးမဖြစ်စင်နေပြသိတယ်အဲ့ထက်ပို့ထိုးအဲ့ဒါဆိုရတယ်နော်ဟိုကျွန်တော်အကြီးကြာတယ်ကျွန်တော်အသေးကိုပြန်လိုက်မယ်2400ထိုးရတယ်နော်ကျွန်တော်ရှုံးရပါတယ်နော်အကြီးနှစ်ခါကြာပါတယ်အကြီးနှစ်ခါကြာရင်နောက်တစ်ခါအသေးပြန်ထိုးမှာအကြီးနှစ်ခါကြာတော့အသေးပြန်လိုက်ရမယ်အဲ့ကျွန်တော်9000နဲ့2000ထိုးပါမယ်နော်9000နဲ့2000နော်ကျွန်တော်ပုံစံလေးတိုင်းလိုက်ဆိုကိုကအရင်ကြီးနေတယ်1000လောက်ပဲထည့်ဆို10လောက်နဲ့ပဲတော့တသိန်းသိန်းထည့်ရဆိုရင်တော့100 200နဲ့သွားလို့ရတယ်နော်နိုင်နေတယ်ဆိုရင်တော့အများကြီးထည့်လို့စားလေးလေးနဲ့ထည့်လို့1000နဲ့သွားလို့ရတယ်နော်ဒီကကိုလိုက်နိုင်မှုပဲအရေးကြီးတာဗျာမနေ့ကျွန်တော်နိုင်သွားပြီ9000ထိုးရတယ်ကျွန်တော်တစ်ခါနိုင်သွားတာ34000နော်အဲ့ဒီကျွန်တော်နိုင်ပါတယ်လို့နော်ဒါဗရာလေးမျက်မြင်မှာပဲကျွန်တော်အခု34000မိနစ်ပိုင်းတွင်ကျွန်တော်ဒီနေ့တရက်ထဲမိနစ်ပိုင်းတွင်ကျွန်တော်9000ကျော်တော့ကျွန်တော်နိုင်သွားမှာပါနော်9000ကျော်ရှာပြီးတော့ကျွန်တော်နားမယ်7မိနစ်ဆော်တာ7မိနစ်ပဲ7မိနစ်ပြီးရင်နောက်တနားရီလောက်နေမှာကျွန်တော်7မိနစ်ပြောင်းဝင်ဆော်ပါဒီလားအဲ့လိုနောက်တနားရီ2နာရီနေမှာ7မိနစ်ပြောင်းဝင်ဆော်နောက်တနားရီ2နာရီမှ7မိနစ်ပြောင်းဝင်ဆော်အတိကအချိန်ကြီးကတော့မတူသေးနဲ့ပဲကိုက9နာရီ7မိနစ်9နာရီ20တိဆော်နောက်တနားရီ9နာရီ20ကနေ9နာရီခွဲတိဆော်အချိန်ကြီးတော့မတူသေးနဲ့ပေါ့ဗျာနော်အခုကျွန်တော်အသေးကြောက်ရတဲ့ကျွန်တော်အကြီးပြန်လောင်းနေနော်ပြန်နိုင်တယ်အခုအကြီးကြတဲ့အတွက်ကျွန်တော်အသေးပြန်လောင်းမယ်ကိုကျွန်တော်ရဲ့ formula ကိုကျွန်တော်တေချာလေးရေးပြီးတော့ထပ်တင်ပေးပါမယ်နော်တေချာလေး formula နားလည်ပြီးတော့လုပ်ပြီးမှဆော့ကြပါနော်ကျွန်တော်အားလုံးကိုနိုင်ရခြင်းနဲ့အားလုံးတေချာလေးဆော့ပေးကြပါပြီးတော့ကောက်ဖိတဲ့အခါမှာလည်းအကောက်ဖိကနေမှာ39ဖုန်းနံပါတ်ထည့်ခါနေမှာ39ဖြုတ်ပြီးထည့်ပါ6ထည့်ပါပြီး6ဖုန်းနံပါတ်ထည့်ပြီးဖွင့်ပါဖိတ်ကောက်ကိုမဖြစ်မနေထည့်ပါအဲ့ဒါကိုတော့အရေးကြီးဆုံးပါပဲဖိတ်ကောက်ကိုမထည့်ဘူးပြဿနာတစ်ခုတိုင်ဘယ်သူပြောလို့ပြောရမှာမသိဖြစ်ပါလိမ့်မယ်ပြီးဘောနာတွေလည်းရမှာမဟုတ်ပါဘူးเนาะဖိတ်ကောက်ကိုတခြားလေးထည့်ပါเนาะဒါကျွန်တော်ဂိမ်းကစားလေးကိုကျွန်တော်ပြန်ပြီးပြလာတာဖြစ်တဲ့အတွက်ကျွန်တော်ဒါဟိုအစအဆုံး7မိနစ်လောက်ရှိမယ်9မိနစ်ကျော်လောက်ရှိမယ်အဲ့ဒါလေးကျွန်တော်ချပြလာတာပါဒါတော့တခြားအစအဆုံး PRT ကြည့်ပြီးမှဆော့ပါเนาะပြီးရင်ကျွန်တော်ပြောတဲ့အတိုင်းပဲငွေသွင်းငွေထုတ်လို့တဲ့အချိန်မှာဝေပေးကေပေးချိန်တာတွေပါလဲ39မှာ39ဖြုတ်ပြီးတော့ချိန်ပါเนาะဘာသာရေးเนาะကျွန်တော်အားလုံးကိုနိုင်နေခြင်းတဲ့အတွက်ကျွန်တော်ဒီ formula လေးကိုထပ်တင်ပေးတာပါ formula ကိုနားလည်အောင်ဒီဘက်မှာဆော့ပါ formula ကျွန်တော်နောက်ဆုံးတစ်ခေါက်ထပ်ပြောပေးပါမယ်အသေးကြရင်အကြီးထိုးအသေးနှစ်ခါကြရင်အကြီးထိုးအသေး3ခါကြမှာအသေးလိုက်เนาะအသေး4ခါကြလဲအသေးလိုက်အသေး5ခါကြလဲအသေးလိုက်အဲ့ဒါ formula ပဲเนาะတကယ်လို့ကအကြီးကြရတယ်ဆိုအသေးထိုးအကြီးနှစ်ခါကြရတယ်ဆိုအသေးထိုးအကြီး3ခါကြမှာအကြီးရွေးလိုက်ပါเนาะအဲ့ပုံစံမျိုးလေးပဲဆော့ပေးကြပါလို့เนาะ